ကြီးမားကျယ်ပြန့်လာတဲ့ဂမ်ဘီယာတောအုပ်ကြီးရဲ့မှာတစ်ပင်မျိုးစားပေါင်းများစွာရှိပြီးသူတို့ရဲ့အကိုင်းခတ်တွေကလည်းနေတိုးလို့မပေါက်အောင်ရှက်နွယ်လျက်ရှိကြပါတယ်။ဒီတောအုပ်ကြီးရဲ့မှာဝိုင်းအမဲလိုက်မုံဆိုးတွေတော်လိုက်လေးရှိပြီးဥစောကြီးတယောက်တော်ရဲဝင်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဥစောကြီးဦးတီနေရကတော့တော်ယုံဝိုင်းရဲ့မဲလိုက်မုံဆိုးတွေအောင်ကင်တွယ်ရခတ်ခဲ့ပြီးသွားဖို့မရဲတဲ့တောနဲ့ထဲမှာရှိတဲ့သူရဲ့လင့်စင်တနည်းပြောရရင်တားကောင်ချောင်းပြရနေရကိုသွားနေရဖြစ်ပါတယ်။အဲ့ဒီနေရာကကြော်တဲ့အရန်နက်နက်ဝင်ရတဲ့အတွက်ကျန်တဲ့ရွာသားတွေလည်းရောက်မလာနိုင်ဘူးဆိုတော့အသေးကြပါပဲ။ဦးစောကြီးတယောက်တော့သူ့လျှောက်လန်းသွားရာခြေလန်းတိုင်းတတိချက်လေးရှိတဲ့သူဖြစ်တဲ့အယောက်သူ့နောက်မှာတဲ့ယောက်ကတစ်ချိန်လုံးနောက်ရောက်ခံလိုက်နေရဲဆိုတော့ကိုတတိထားမိနေပါတယ်။သူ့ရဲ့တော့ကျွမ်းလွန်လာတဲ့အခွင့်အရေးကိုအရာယူပြီးကြောက်ဆောင်အသေးလေးကိုတွေ့တဲ့အခါအလင်းမြန်ပဲပုံခွက်လာရင်ချီအားဖျောက်လိုက်ပါတယ်။မြန်လာကွသူဘဲရောက်သွားလည်းမသိဘူးလမ်းလျှောက်တာတကယ်မြန်တာပဲ။ငါမင်းကိုတေချာကြည့်ထားလို့ပြောတော့ထင်လင်းရချစ်ထူးနဲ့ထင်လင်းလို့ခေါ်တဲ့မုံဆိုးငယ်လေးနှစ်ယောက်ကဦးစောနောက်ကိုနောက်ယောင်ခံလိုက်ရင်မျက်ခြေပြတ်သွားလို့စကားများနေကြပါရီသူတို့တွေလိုက်ရှာနေကြတုံးပါပဲမင်းတို့ဘာလို့ငါနောက်လိုက်လာကြတာလဲဒီအတန်ခတ်အုပ်ကြီးကထွက်လာခဲ့ပါရီထင်လင်းတို့နှစ်ယောက်လည်းနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာဦးစောကြီးကတနတ်နဲ့သူတို့နှစ်ယောက်ကိုချိန်ထားတာတွေ့လိုက်ရပါရီစိတ်ကိုလျှော့ပါဦးစောကျွန်တော်တို့နှစ်ယောက်ကလည်းမုံဆိုးတွေပါမင်းတို့ဘာလို့ငါနောက်လိုက်နေကြတာလဲလို့ဦးစောကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပြောပါရီကျွန်တော်တို့ကဦးစောရဲ့အမဲလိုက်ပုံလိုက်ကြည့်ခြင်းလို့ပါနောက်ပြီးကျွန်တော်တို့ကကောင်းကောင်းခွင့်တောင်းရင်တော့ဦးစောကလိုက်ခွင့်ပြုမှာမဟုတ်လို့ခိုးပြီးလိုက်လာခဲ့တာပါဒီစကားကိုကြတော့ဦးစောကြီးလည်းတနတ်ချိန်ထားတာကိုအောက်ကိုနှိမ့်ချလိုက်ပါရီငါလိုက်ခွင့်မပြုနိုင်ဘူးအခုငါသွားမယ့်နေရာမင်းတို့လိုငပြောကောင်လေးတွေအတွက်အန်တီရဲ့အရန်များတယ်တခြားသူနဲ့သွားငါမခေါ်နိုင်ဘူးဦးစောကလည်းဗျာကျွန်တော်တို့ဒီအထိအောင်ရောက်လာခဲ့ပြီပဲလိုက်ပြရစေဗျာဦးစောကြီးလည်းခဏလောက်စဉ်းစားနေခဲ့လိုက်ပါတယ်ခဏကြာမှာတော့အေးလေမင်းတို့လိုက်ချင်တယ်ဆိုရင်တော့ငါပြောစကားကိုနားထောင်ရမယ်ထင်လင်းနဲ့ချစ်ထူလည်းခေါင်းကိုတဆက်ဆက်ညှိပြလိုက်ပါတယ်ဒီလိုနဲ့ဦးစောကြီးထင်လင်းနဲ့ချစ်ထူတို့၃ယောက်သားတောရင်းနဲ့ဝင်လာကြပါတယ်သူတို့တွေကတောတွင်းတွေကိုနတ်တထန်နတ်အောင်ဝင်ရောက်လာပါတယ်တောနဲ့ထရောက်လာတာနဲ့အမျှတစ်ပင်တွေကလည်းမြင့်တထန်မြင့်လာပြီးတကိုင်းတွေကလည်းတပင်နဲ့တပင်ရှုပ်ရှက်ခတ်အောင်ရှက်နွယ်နေကြပါတယ်တရွက်တွေကများလုံးမြေကြီးပေါ်ကိုနေအလေးရောင်ကြဖို့အတော်လေးခဲရင်နေပါတယ်။တကိုင်းတွေမှာရှစ်ပတ်နေတဲ့နွယ်ပင်တွေဆိုရင်လည်းမွေးတွေအလားရှုပ်ထွေးပွေလီလိုနေပါတယ်။ဦးစောကြီးရဲ့တပည့်အိမ်စီမရောက်ခင်ညမောင်လာတာမလို့ဦးစောကြီးလည်းတူးလင်းစင်ကိုညွှန်ပြလိုက်ပြီးမျက်နှာတစ်ပြီးလိုက်လာခင်မဲ့မကြဘူးဆိုပြီးချစ်ထူးတို့ကိုအရင်လွှတ်လိုက်ပါတယ်။ညမိုးချုပ်လာခဲ့တဲ့အခါမှာကောင်းကင်ကြီးကတိမ်တွေဖုံးပြီးအုံဆိုင်နေခဲ့တဲ့အပြင်တုံးရဲ့အလင်းရောက်တဲ့နေရာတွေကိုလာရောက်တဲ့တိမ်ရိပ်တို့ကနေအောင်အစားနေရာယူသွားကြပါပြီ။နောက်ပြီးဦးစောကြီးကချစ်ထူးတို့ကိုစကားပြောကြမယ်။ခေါ်စရာတွေရှိမယ်ဆိုရင်နမဲအရင်နဲ့မခေါ်ကြဖို့ကိုမှားခဲ့ပါတယ်။ဘာလို့လဲဆိုတော့တော6တက်တဲ့အတွက်ပါ။နောက်ပြီးတခုခုထူးဆန်းတာမြင်ရင်ဘာမှမပြောဘဲသူ့ဘာသာထားလိုက်ဖို့နဲ့သွားမရှုပ်ဖို့လည်းပြောလိုက်ပါတယ်။နောက်ပြီးတောကြီးထဲမှာမဖွဲမရတွေမလုပ်ဖို့လည်းမှာပါတယ်။တောဆောင်တဲ့တွေအပိုင်စားရထားတဲ့နေရာတွေရှိတတ်တာမလို့အနေအထိုင်ဆင်ခြင်ဖို့ပြောတော့ထင်လင်းတဲ့ချစ်ထူးကကောင်းညံ့ရင်မှတ်သားနေကြပါတယ်။တောကြီးထဲမှာအတန်ကြာစောင့်နေကြပြီးပစင်းရင်ကွယ်တန်မြောက်တန်တွေကညလေလောက်ရောက်လေကောလာဟာလာတွေတဲကအတိုင်းတီတီတသားကိုပိုးကျလာသလိုခန်းစားနေရပါတယ်။ရုတ်တရက်ဆိုသလိုပဲသူတို့မျက်စိရှိမှရှိတဲ့ခြုံပုတ်တစ်ခုကလှုပ်ရှားလာလို့၃ယောက်သားတနက်တွေကိုကောက်ကင်လိုက်ပြီးတနက်လက်ကင်တွေကိုကြစ်ကြစ်ပေါအောင်ကင်ကာချိန်ထားလိုက်ကြပါတယ်။ဒါပေမဲ့လည်းထွက်လာခဲ့တာကကြက်ကလေးတစ်ကောင်ဖြစ်နေပါတယ်။တောကြီးကတတော်ကိုခြောက်ချဖို့ကောင်းပါတယ်။ဟာဗျာကျွန်တော်ကတောဝက်ထင်နေရဗျ။မင်းလောစရာမလိုပါဘူး။တော့မင်းုံပေးဖို့ဆန္ဒရှိရင်မင်းရလိမ့်မယ်အခုတော့မဟုတ်သေးဘူးချစ်ထူးတို့နှစ်ယောက်ကဦးစောကြီးဘာကိုပြောနေရလဲဆိုတာနားမလည်ပေမဲ့စိတ်ရှိရှိနဲ့ပဲထပ်ဆောက်ကြရပြန်ပါတယ်အချိန်တွေကုန်လုံးပြီးညတကောင်ချိန်ကိုရောက်လို့လာပါပြီဟဲ့ကောင်ချစ်ထူးမင်းဘာလုပ်နေရလဲထင်လင်းရမေးလိုက်ပါတယ်ဒီဘက်ကိုလှည့်လိုက်တဲ့အချိန်မှာချစ်ထူးကမတ်တက်ရက်ပြီးအပေါ်သွားနေရကိုထင်လင်းရောဦးစောကြီးရောတွေ့လိုက်ရပါတယ်ငါမအောင်တော့ဘူးကွမင်းတို့တောကြီးကိုမစော်ကားနဲ့လို့ငါမပြောထားဘူးလားလို့ဦးစောကြီးလည်းစိတ်ဆိုးမှန်ဆိုးနဲ့អော်လိုက်ပါတယ်ရှုပ်တရက်ဆိုသလိုလေအေးတွေတိုက်ခတ်လာပြီးစက်သိန်းတွေပါအားလုံးထလာကြပါတယ်လေတူးကလည်းချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်ချစ်ထူးလေချောင်းကွဲတန်ကြီးနဲ့အော်ခွန်ရဲ့အတန်ကြီးကသူတို့နောက်မှာရုတ်တရက်ပေါ်လာပါတယ်အောက်ကိုငုံကြည့်လိုက်တော့မိမကြီးတယောက်သပင်ရှင်နဲ့လက်သေးတွေကပုံမှန်လူတွေထက်2ဆ3ဆလောက်ရှည်ထွက်နေပြီးလက်တန့်ခြေတန့်ရှည်ကြီးတွေနဲ့လက်ထဲမှာတော်ကြက်တကောင်ကိုကင်ထားရရောက်နေရတွေ့လိုက်ရပါတယ်ချွတ်သွားငါတို့လာမနှောက်ရှက်နေလို့ဦးစောကြီးကတနန်းနဲ့ချိန်ကပြောပါတယ်မိမကြီးကအတန်နဲ့ကြီးနဲ့ရီပြကကြောက်အစိမ့်လိုက်ကြိုက်စားပြပါတယ်ဘွားတော့မတော်ရင်ကြောက်ပြစ်မှာနော်
ဦးစောကြီးကသတိပေးပြောလိုက်ပါတယ်မိမကြီးကသူ့ပါဇက်ကိုဖွင့်ကအတန်နဲ့ကြီးနဲ့အားကုန်អော်ပါတယ်ဦးစောကြီးကမျက်လုံးကိုမိတ်ကဂါရတပုတ်ကိုရွှလိုက်ပြီးမိမကြီးကိုပြစ်ကခြောက်လန်းလိုက်ပါတယ်အဲ့ဒီအချိန်မှာမိမကြီးလည်းလေးဘက်ထောက်ကတော်ရပြေးဝင်ထွက်ပြေးသွားပါတယ်စောစောကမိမကြီးကဘာကြီးလဲဦးစောတော်တရေကနောက်တစ်ခေါက်ထပ်ရောက်လာအောင်မချစ်ထူးလဲကြောက်လန့်ပြီးလက်တွေတုံတုံနဲ့သူ့လက်ပင်ကအဆောင်ဆွဲကြိုးလေးကိုစမ်းကြည့်ပါတယ်သူဘလောက်ပဲဆန်းဆန်းမရှိတာမလို့တွေးကြီးကမှအိတ်ထဲမှာထဲခဲ့ရကိုတရိယာသွားတယ်ကျွန်တော်အဆောင်လဲဆွဲကအိတ်ထဲမှာဗျဒီကနေမြင်နေရတယ်ကြည်ဟုံးမှာပြောပြီးတော့အောက်ကိုညွန်ပြကချစ်ထူးကပြောပါတယ်ပြောဆဆိုနဲ့ချစ်ထူးကဆင်းမဲ့အလုံးမှာဦးစောကြီးကချစ်ထူးလက်ကိုဖမ်းကင်လိုက်ပြီးမင်းဆင်းသွားရင်တေချာပေါက်ကိုတေးမာတော့ဆိုပြီးပြောပါတယ်ကျွန်တော်ကတော့အဆောင်လဲဆွဲကိုသွားကိုယူမှာဗျာလို့ပြောကဦးစောကြီးလက်ကိုပုတ်ချပြီးဆင်းသွားလို့ဦးစောကြီးလည်းထမတားတော့ပဲစိတ်တုံနဲ့ကြမ်းခဲ့ပါတယ်ငါကူညီနိုင်ရက်နဲ့လှုပ်ထားလိုက်ရင်ဒီကောင်ဒုက္ခရောက်မှာငါအောက်ဆင်းသွားတော့အပေါက်ကနေစောင့်ကြည့်နေပေးထင်လင်းဆိုပြီးဦးစောကြီးလည်းထင်လင်းကိုမှကချစ်ထူးနောက်လိုက်သွားပါတယ်ဟေးကောင်ချစ်ထူးမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ဦးစောကြီးကိုတွေ့လိုက်ရပြီးချစ်ထူးလည်းအိတ်ကိုယူကမတက်ရလိုက်ပါတယ်တော့လင်းစင်ပေါ်မမြန်တက်တော့ဦးစောကြီးပြောလို့လင်းစင်ရှိရာကိုခြေလမ်းပြင်းနေတုံးပဲရှိသေးတဲ့ချစ်ထူးတယောက်ကိုမိမကြီးကနောက်ကနေခြေထောက်ဆွဲကဦးစောကြီးမျက်စိရှိရင်တော်ရဲဝင်ကပြောက်ကွယ်သွားပါတယ်ဦးစောကြီးလည်းတုံဆိုင်မနေပဲအတန်ကြာအနောက်ကိုလိုက်သွားရင်တစ်ပင်တွေကြားတဝင်းပြောက်ကွယ်သွားပါတယ်ထင်းလင်းလည်းဒီအဖြစ်ဖြတ်ကိုမြင်တော့လင်းစင်ပေါ်ကဆင်းပြီးဦးစောကြီးနောက်ကိုအလင်းမြောင်းလိုက်သွားပါတယ်သူတို့နှစ်ယောက်သာလူ10ယောက်ဖက်စားလောက်ရှိတဲ့တပင်ကြီးစီရောက်လာခဲ့ပါတယ်တပင်ရဲ့အကိုင်းခတ်တွေကရှုပ်ရှက်ခတ်ကကြောက်စရာအသွင်ကြီးဖြစ်နေရကိုတွေ့ရမှာပါထင်းလင်းလည်းသူတငယ်ချင်းဖြစ်သူကိုတပင်အမြင့်တွေကြားမှာမိန်မျောနေရတွေ့လိုက်ပြီးပြေးသွားပါတယ်ချစ်ထူးထားတော့ဟိကောင်ထငါတို့ဘယ်ရောက်နေရလဲအဲ့ဒီအချိန်နေကအနန်းကနေခြေတံတွေချလိုက်ရပြီးဦးစောကြီးကိုယ်တိုင်အောင်တုံလှုပ်လို့နေပါတယ်တယောက်ချိန်လက်ကင်ကိုကြစ်ကြစ်ပေါင်းစုပ်ကရှေ့တဲ့ကိုဆူဆူရဲကြည့်ရင်ဦးစောကြီးတယောက်အလုံးရှုံနေပါတယ်တစ်ပင်ရဲ့အရေးတွေကြားတွေကဖြူဘက်ဖြူရောလက်တန်းခြေတန်းအရှည်ကြီးတွေနဲ့တရေတွေကတကောင်နှစ်ကောင်အရီကနေမှအများကြီးဖြစ်လာခဲ့ပါတယ်။ဦးစောကြီးနဲ့ထင်လင်းတို့မှော်ကြည့်လိုက်တဲ့အခါမှာအပင်ခိုင်းတွေကနေစောက်ထိုးတွဲဆင်းလာကြတဲ့တခြားသောတရေတွေအများကြီးကိုတွေ့လိုက်ပါတယ်။ဒီထက်ပိုပြီးအနာတိုးကပ်လိုက်ရင်အခြေအနေမကောင်းဘူးဆိုတာဒီလိုဦးစောကြီးလက်တကောင်ချင်းစီကိုလိုက်ပြီးတနက်နဲ့ပြစ်ခတ်ပါတယ်။တစားထက်တစားပိုများလာတဲ့အတွက်အကုန်လုံးကိုပြစ်ခတ်ဖို့ဆိုတာပိုခတ်ခဲလာပါတယ်။မင်းတို့တွေကငါ့ကိုလာစမ်းချင်တာပေါ့လေတွေးကြတာပေါ့။ပြောဆိုပဲဦးစောကြီးကတင်ပလင်ခွေထိုင်လိုက်ကသူ့လွယ်ရီထဲကအယုတ်ကလေးတယောက်ကိုထုတ်လိုက်ပါတယ်။နောက်ပြီးမန်တန်တစ်ခုရုပ်ကအယုတ်ကလေးကိုလေနဲ့မှုတ်ရင်ကျွဲရိုင်းကြီးတစ်ကောင်ကိုဆင့်ခေါ်လိုက်ပါတယ်။ကျွဲရိုင်းကြီးလည်းထွက်လာရောရှေ့မှာရှိသမျှမကောင်းတဲ့ဝိညာဉ်တွေကိုဝှေ့တက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဟေးကောင်တွေမင်းတို့တနတ်တွေကိုအသင်းပြင်ထားလိုက်။နောက်ပြီးမင်းတို့တီးသမျှဂါရာတွေအကုန်ရွတ်ပြီးပြေးကြစမ်း။ထင်းလင်းတို့နှစ်ယောက်လည်းခေါင်းညိတ်လိုက်ပြီးသူတို့တီးသမျှဂါရာတွေရုပ်ကတနတ်တွေကိုချိန်ထားလိုက်ကြပါတယ်။သူတို့တွေဘလို့ပဲကြောင်းနေပါတယ်ပြောဒီတိုက်ပွဲကိုတော့တိုက်ခိုက်ပြီးတော်ရဲကထွက်ဖို့လုပ်ရမယ်လို့တွေးလိုက်ကြပြီးတနတ်နဲ့တရက်ဆက်ပြေးကြပါတယ်။တနတ်တန်တွေကကျဲလွန်းလို့တော့တစ်ခုလုံးပဲတင်တန်ထက်နေတဲ့အထိပါပဲ။ဦးစောကြီးထင်လဲနဲ့ချစ်ထူတို့3ယောက်သားကသူတို့တာဝန်ယူထားတဲ့ဘတ်တွေကိုအတီးတီနေရာလက်မကျဲအောင်ဗီယူဒီဇိုင်းနဲ့ပြစ်ခတ်တဲ့ကြားကတရေတွေကခုံဝင်ဖို့တောင်ကြိုးစားပါတယ်။ဒီလိုနဲ့တရေတွေလည်းတဖြည်းဖြည်းနဲ့နောက်ဆုတ်သွားခဲ့ကြပါတယ်။ရှော့ဒီကြည်စံလေးမြည်ကြည့်ဦးစောကြီးကဂါရာရုပ်ပြီးမော့အစွမ်းပါတဲ့ကြည်စံနဲ့မိမကြီးကိုပြစ်ချလိုက်ပါတယ်။အပင်ပေါ်ကခြောက်လန့်နေတဲ့မိမကြီးလည်းမြေကြီးပေါ်ကိုပြုတ်ကျလာခဲ့ပြီးနာကျင်လွန်းလို့အော်ဟစ်နေခဲ့ပါတယ်။နောက်ပြီးပြားကြကပျောက်ကွယ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲတုံးအစွန်ကနေဆိုင်းနေခဲ့တဲ့မြို့ခိုးတွေကိုဖြိုခွင်းဖို့နေမင်းထွက်ပေါ်လိုလာခဲ့ပြီးကမ္မီရတုံးကြီးစီကိုအာယုံဦးကရောက်ရှိလာခဲ့ပါပြီ။ထင်လင်းနဲ့ချစ်ထိုးတော့လေသူတို့မသေးခဲ့ပဲပြဿနာတွေအားလုံးပြီးဆုံးသွားလို့ပြောပြီးငိုလို့တောင်နေကြပါတယ်။ဦးစောကြီးလည်းသူ့ရှိမှရှိတဲ့တစ်ပင်ကြီးကိုကြည့်ရင်တောအုပ်ကြီးကိုစော်ကားရင်တောအုပ်ကြီးကခွဲလို့မှမဟုတ်ပဲပြစ်ဒဏ်ခံမဲ့အပြင်တောအုပ်ထဲမှာနေထိုင်နေကြတဲ့တရေတွေကလည်းအနာတရားဖြစ်တဲ့အထိအန်ဒီရဲ့ပေးနိုင်အကြောင်းကိုတွေ့သိမြင်လိုက်ရပါတယ်။ဟုတ်ပါတယ်။အားလုံးလည်းဒီလိုအခြေအနေတွေကြုံတွေ့ခဲ့ရသည်ရှိသောအာယုံမတက်ခင်ချိန်ထိအသက်ရှင်နေနိုင်အောင်ကြိုးစားရမှာဖြစ်ပြီးအာယုံတက်ချိန်ရောက်မှသာလွမြောက်နိုင်ပါလိမ့်မယ်။ဟေးကောင်တွေပြမယ်။ဦးစောကြီးကပြောလိုက်ပါတယ်။ဒီအဖြစ်ဖြစ်ပြီးသွားတဲ့အခါမှာဦးစောကြီးတယောက်ကြော်ရဲကသူ့အမဲလိုက်နေရကိုဘယ်သူကိုမှခေါ်တော့မှမဟုတ်သလိုလေးစင်ပေါ်ကိုလည်းဘယ်သူကိုမှတက်ခိုင်းတော့မှမထင်ပါဘူး။ကံမီယာတော့ကြီးရဲ့အကြောင်းကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါအောင်ရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးလက်မလေးနဲ့ကအားပေးသွားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်။